အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ထက်တန်းရှင်နေဝိင်းသက်စောပါဒီနေ့ပြောပြမယ့်အကြောင်းအရာကဒါသမီးကြီးသားတွေချစ်သူကြီးသားတွေကြားထဲမှာခုခေတ်လူငယ်တွေကြားထဲမှာပါတည်တင်တီးထိုက်တဲ့အကြောင်းအရာလေးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ယနေ့ခေတ်မှာနော်ချစ်သူကြီးသားတွေကြားမှာ living together တွေနေကြတယ်ပြီးရင်တယောက်နဲ့တယောက်ပြဿနာတွေဖြစ်နော်လမ်းတွေခွဲကြအဲ့ချိန်မှာရာဇသက်ကြီးပုံမှန်419နဲ့တရားစွဲကြတယ်ရာဇသက်ကြီးပုံမှန်419ကိုလည်းကျွန်တော်ရှေ့မှာတင်ပြပြီးဖြစ်ပါတယ်အခုကအဲ့ဒါတွေအပြင်เนาะအရေးကြီးတဲ့ကိစ္စတစ်ခုပါဘာလဲဆိုတော့ living together နေပြီးတဲ့နောက်ပိုင်းမှာကိုဝင်နေရလာတယ်ကိုဝင်နေရပြီးတဲ့နောက်ပိုင်းမှာကိုဝင်ဖြတ်ချတဲ့အကြောင်းအရာတွေပါလာတယ်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့မှဥပဒေအရဘာတွေညီစွန်းလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်လူငယ်တွေတိကိုတိထားတဲ့အချက်တွေကိုကျွန်တော်ပြောပြပေးမှာဘာလဲဆိုတော့ချစ်သူကြီးသားစုံတဲ့ကြားမှာเนาะကိုဝင်နေရလာပြီဆိုလို့ရှိရင်လွယ်လွယ်လေးပဲဖြတ်ချလိုက်နဲ့အဓိကအပြင်ပြောကြတယ်အဲ့တော့အတူတူနေပြီးတော့ကိုဝင်ရလာတဲ့အခါမှာအဲ့လိုဖြတ်ချခိုင်းတဲ့သူကเนาะအမျိုးသမီးကမဖြတ်ချခြင်းဘူးเนาะကျူးလွန်တဲ့ဒါယောက်ျားလေးကာယကံရှင်ယောက်ျားလေးတွေကဖြတ်ချခိုင်းတယ်ဒါမှမဟုတ်လို့အဲ့လိုမျိုးမဖြတ်ချတဲ့အခါမျိုးမှာရိုင်းနဲ့နှိပ်စက်တာမျိုးတွေပါဖြစ်တဲ့အထီးတွေပါဒါမျိုးတာရကတွေအများကြီးရှိတယ်ပေါ့လေတချို့ကတော့သူတို့နှစ်ဦးစလုံးသဘောတူကိုယ်တိုင်ကိုဝင်ဖြတ်ချကြတာတွေရှိတယ်အဲ့တော့ကိုဝင်သောမိခင်ကတဲ့နော်မိမိကိုယ်ဝင်ဖြတ်ချမယ်ဒါမှမဟုတ်တူတယောက်ကအတင်းဖြတ်ချခိုင်းဖြတ်ချမယ်ဆိုလို့ချင်းဥပဒေအရအေးအေးယူခံရမှာဖြစ်ပါတယ်အဲ့ဒါကတော့ဘာနဲ့အေးအေးယူခံရမလဲဆိုရင်ရာဇသက်ကြီးပုံမှန်310နှစ်မှာနော်မြည်သူမဆိုတဲ့ကိုဝင်ဆောင်မိန်းမကြီးအသက်ကိုကယ်ဆယ်လူသောသဘောရိုးဖြစ်မဟုတ်ပဲကိုဝင်ဆောင်မိန်းမကိုတဲ့ကိုဝင်ပြက်စီရန်ဒါမှမဟုတ်မိမိအလိုလျောက်နော်ပြုလျင်တဲ့ထိုသူကို3နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်နီယာလုံးဖြစ်စေချမှတ်ရမယ်တဲ့ဒါမိန်းမလှုပ်ရှားတဲ့ကိုဝင်နဲ့ဖြစ်လို့ရှိရင်ထိုသူကို9နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမယ်အပြင်ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ပြတဲ့ဒါကကိုဝင်ဆောင်မိခင်ကိုယ်တိုင်ကကိုယ့်ရဲ့ကိုဝင်ကိုဖျက်ချလို့ရှိရင်အေးအေးယူတဲ့ပုံမှန်ဖြစ်ပါတယ်နောက်တဲ့ရာဇသက်ကြီးပုံမှန်313မှာကိုဝင်ရတဲ့လှုပ်ရှားသည်ဖြစ်စေမလှုပ်ရှားသည်ဖြစ်စေကိုဝင်ဆောင်မိန်းမကသဘောမတူပဲမိသူမဆိုတစ်ဆက်တည်းဖြစ်တော့တဲ့အထက်ပုံမှန်တွင်ဖော်ပြထားသောပြစ်မှုကိုကျူးလွန်လေထိုသူကိုထောင်ဒဏ်130ထိဖြစ်စေတဲ့ဒါမှမဟုတ်10နှစ်ထိဖြစ်စေเนาะချမှတ်ရမယ်တဲ့ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းတာအဲ့တော့ကိုဝင်ဖြတ်ချမယ်ဟုတ်ရဲ့ဖြတ်ချလိုက်ခပ်ပေါ့ပေါ့လေးတော့မလုပ်ပါနဲ့เนาะတကယ်တမ်းဖြတ်ချတာကိုတိမယ်တိုင်တန်းခဲ့မယ်ဆိုလို့ရှိရင်တရားတူကမကြည်နပ်ခဲ့ဘူးကာယကံရှင်တွေကတူကမကြည်နပ်ခဲ့လို့ဒါအရေးယူဆောင်ရွက်ခဲ့မယ်ဆိုတော့ခုနရှေ့မှာပြောခဲ့တဲ့ရာဇသက်ကြီးပုံမှာ312နဲ့313တို့ရအရေးယူခံရနိုင်ပါတယ်ပြစ်ဒဏ်တွေကလည်းများပါတယ်အဲ့တော့ခပ်ပေါ့ပေါ့လေးမထင်ပါနဲ့အထူးကူးဆိုင်ကြပါအထူးသဖြင့် main ကလေးတွေဒီအကြောင်းအရာတွေကိုသိထားသင့်ဖို့လိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်နားမလည်တာရှိရင် comment မှာမေးမြန်းထားနိုင်ပါတယ်